ကြီးခါခွေရပြီလားကာကြီးခါခွေရပြီလားတက်ပြီပြလို့ပြောဟောမဟုတ်ပြီလားဟောဟုတ်တယ်ကာကြီးခါခွေရပြီလားကာကြီးခါခွေရပြီလား ရည်နေတယ်ဒါတော့ကြောစားဖွေးနေကေကြီးလေးအဖြစ်ဖြစ်ကာကြီးခါခွေ အေးဆိုတတ်ပြီလား ဆိုတတ်ပြီလားမဟုတ်ဘူးလေဆိုဆရာမေးတာမင်းတို့ဆိုတတ်ပြီလား ဆရာကြီးကမေးတာမင်းတို့မေးတာနော်ကာကြီးကခွေးဆိုတတ်ပြီလားလို့ပြောတာအေးဟုတ်တယ်ငါဆိုတတ်ပြီဆရာဆိုတတ်ပြီကာကြီးကခွေးဆိုတတ်ပြီနော်မင်းတို့ရောဆိုတတ်ပြီလားဆရာဆိုတတ်တယ်